TikTok မှာ highlight လေးထားတဲ့ဟာလေးလုံနီးလေး highlight ထားနေလေးပြောပြပေးမယ်နော်။နောက်တော့ TikTok ကိုဖွင့်မယ်။ကိုထားခြင်းတဲ့ highlight လေးကိုတစ်ချက်ကြည့်မယ်။ရွေးမယ်။အဲ့မှာတင်ထားပြီးသားဗီဒီယိုတွေမှာ highlight ပြန်ထားမယ်ဆိုရင်ကိုထားခြင်းတဲ့ဗီဒီယိုလေးကိုတစ်ချက်ရှာမယ်ရွေးမယ်။ရွေးပြီးရင်ကျွန်တော်တရားလေးရွေးလိုက်မယ်ဗျ။ရွေးပြီးသွားရဆိုရင်အဲ့မှာထပ်သေး30ပါရှိတယ်အကောင့်လေးကိုတစ်ချက်နှိပ်မယ်အကောင့်လေးတစ်ချက်နှိပ်ပြီးတော့ attach to story ဆိုတာလေးကိုရှာမယ် attach to story ဆိုတာလေးကိုရှာမယ်ရှာပြီးတော့တွေ့ပြီဆိုရင်အကောင့်လေးကိုတစ်ချက်နှိပ်မယ်ခင်ဗျာattach to story လေးကိုတစ်ချက်နှိပ်ပါမယ်နှိပ်ပြီးသွားရဆိုရင်အဲ့လိုမျိုးပေါ်လာမယ်ဆိုရင် your story လေးကိုတစ်ချက်နှိပ်မယ်အဲ့လို story လေးတွေကိုရောက်သွားပြီနော်အဲ့လိုရင်အခု account လေးကနေပြန်သွားပြီးသွားရဆိုရင် story လေးကိုတစ်ချက်ကြည့်မယ်နှိပ်ကြည့်မယ်ဗျနှိပ်ကြည့်ပြီးသားဆိုရင်အမှတင်နေတယ်ခင်ဗျတင်လိုက်မှ star လေးပေါ်လာပြီအဲ့လို star လေးကိုတစ်ချက်လေးနှိပ်ပေးမယ်ခင်ဗျအဲ့ဒါဆိုရင်အမှ plus ဆိုတာလေးကို news ရဲ့ plus ဆိုတာလေးနှိပ်မယ်ပြီးရင်ကိုကြိုက်တဲ့နာမည်လေးကိုရေးမယ်ကျွန်တော်ကတော့ Lego ဟာ Betty Blog ဆိုပြီးတော့ Betty Lego ဆိုပြီးကျွန်တော်တစ်ချက်ရေးလိုက်ပါမယ်Betty Lego ဆိုပြီးတော့ကျွန်တော်နာမည်လေးရေးလိုက်ပါမယ်ရေးပြီးသွားပြီဆိုရင် create လေးကိုတစ်ချက်နှိပ်ပါမယ်အဲ့မဲ့ style လေးလုပ်နေပါပြီရှားဆိုရင် view on profile ကိုတစ်ချက်ကြည့်ပါမယ်အဲ့မှာကျွန်တော်တို့လုပ်ထားတဲ့ highlight လေးရပါပြီခင်ဗျာ